Nation Boys မင်္ဂလာပါဗျာ မင်္ဂလာပါဗျာ မြန်မာ Nation Boys ရဲ့နိုင်ငံရေးစကားလက်စုပ် ဟုတ် မှာပြန်လဲဆုံရတယ်ပေါ့ဗျာ ဟုတ်ကဲ့ပါ ဟိုတခါဟိုစီစဉ်မှာကျွန်တော်ပြောလိုက်တာငင်းငယ်ရေးပဲလေငင်းငယ်ရေးကြောင်းပဲပေါ့ငင်းငယ်ရေးကြောင်းဆိုတော့စစ်တွေပါလာပေါ့စစ်တွေဖြစ်လို့ငင်းငယ်လို့ငင်းငယ်ရေးကြောင်းကိုကျွန်တော်ပြောကြတယ်အဲ့တော့စစ်တွေဖြစ်ငင်းငယ်တဲ့ကြောင်းထဲမှာလည်းပြောမှာတစ်ခုရှိသေးတာအဲ့ဒါတော့ဗမာပြည်နဲ့ပတ်သက်တဲ့ရခိုင်ပေါ့ ရခိုင် ရခိုင်မှာလည်းသူကရခိုင်နဲ့တော်တော်ဟိုဖြစ်တာနော် ဟုတ် ဟိုဘာကောင်းလဲ စိုးရင်ကြာချင်းလေး ဘိုးကြီးချင်းတွေလည်းရှိတယ် ဟုတ် ဟိုကျွန်တော်တို့ပြည်တွင်းမှာအခုတက်မလို့ဘက်ကစကန်နေဆုံးသွားပြီးတော့ ဟုတ် ဒါကြပြည်နယ်လုံးဒီပါဒီရထိန်ချုပ်တာကအဲ့ဒါပြဿနာမရှိဘူးနောက်တစ်ချိန်မှာကျွန်တော်တို့ရှင်းဒါခုတိုင်းသားဖြစ်တော့ရှင်းလို့ရပြီခုကပြပပြောရတယ်ဒါတိကျရေးမြင်နေကြတယ်ဟိုတော်တော်များများလည်းပြောနေကြတယ်သတင်းဌာနတွေပြပသတင်းဌာနတွေလည်းပြောနေကြတယ်ပေါ့အဓိကတော့ဒီယူနိုဆိုရတဲ့ကမှာဘင်္ဂလားဒေ့ရှ်မှာဘာပဲပြောအမေရိကန်တော်တော်ကြီးကိုထွေထဲဝင်ပါလာတယ်အာရှရှိပြီရေးရပါကွန်ပျူတာကိုစီကောစီကတော့ကောင်းဆောင်နေတော်တော်များများ CIA လည်းပါမှာပေါ့ CIA လာကြတယ်မြန်မာပြည်တန်ယုံဘာဟုတ်လဲတန်မလာတော့ကလာမီတော့တကောက်သွားတော့ဘာလို့ဖြစ်လာပြီးတော့ဒီကွန်တိန်နာလုံးလိုက်နဲ့ကိုလက်ပြကိုဖြတ်ပြီးတော့ခုဒီပေးနေပြီကြားတယ်ပြီးမယ်ဆိုတာလည်းသူတို့ဘက်ကပြောတယ်တရားဝင်အမေရိကန်ဘက်ကပြောတယ်ဒီ AA ကိုလုံးစုံထောက်ပံ့ဖို့လုံးစုံစာဒီဟိုလေးပေါ့နော်ဒီပညာတွေရောလက်နဲ့ရောစုံထောက်ပံ့ဖို့ဆိုတော့ပါလာပြီဆိုတော့ဒါပြပါဆိုတော့ဖြစ်လာတယ်ပေါ့အဲ့တော့အန်ဒီကြီးတာပေါ့နော်ကျွန်တော်တို့ဟိုဒီခိုင်ပြည်နယ်လုံးအေးရတင်သွားလည်းတော့လာရှိဆိုတော့တိုင်းချင်းလုံးရှိမှရှင်းလို့ရတာဟုတ် ဘာလို့ပဲဖက်တော့ဟုတ် မြေပုံတော့ပဲလို့ ဖေလိုပဲဖြစ်ဟုတ် အားလေးဒီပါလာဆိုတော့သိတယ်လို့ဆွေးနွေးပြီးပါ အဓိကကကျွန်တော်တို့ရခိုင်ပြဿနာသွားပြောလို့ရှိရင်ပေါ့အများသောအားဖြင့်ကျွန်တော်တို့ရှိပါဒီပြည်တွင်းရေးပေါ့ငင်းငယ်ခေါင်းစဉ်တည်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒေတာလိုက်ရခိုင်ပြောကချင်ပြောကရင်ပြောအဲ့ဒေတာတိုင်းသားတွေနည်းနည်းလေးတော့ဟိုတွန့်နေဖြစ်သွားကြတယ်ဟိုဆိုတော့ကျွန်တော်တို့နေရာဒေတာကိုအရင်ပြောတာဒါပေမဲ့ဒီတိုင်းသားလူမျိုးစုလည်းကျွန်တော်တို့ဥတီပြောတာမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့တိဖို့ကဒီဒေတာပေါ့ရခိုင်ပြည်နယ်ရဲ့အတွင်းမှာကျွန်တော်တို့ဘာဖြစ်တယ်လဲအဲ့တော့ရခိုင်ပြည်နယ်ပတ်သက်လို့ကျွန်တော်တို့ဒါပေါ့အထောက်မညာတန်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပြည်တွင်းအနေနဲ့ရင်ဆိုင်ရတာအချက်က2ချက်ရှိတယ်နံပါတ်1ကကြတော့အစွမ်းအောင်မျိုးသားရေးဝါဒဒါဟိုတချို့သိလက်ခံခြင်းမှာလက်ခံမယ်ဒါပေမဲ့ကျွန်တော်တို့မြင်တာကခုနပြောလို့ပေါ့ဒီရခိုင်ပြည်နိုင်ငံတော်ကြီးပြန်လဲထူထောင်မယ်တို့ခွတ်ထွက်မယ်လို့ဆိုတဲ့ကိစ္စဒါအစွမ်းအောင်မျိုးသားရေးဝါဒကိုရောက်သွားပြီဘယ်လိုပဲပြောဟုတ်ပါဒါတစ်ချက်နောက်တစ်ချက်ကကြတော့ဒီဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကနေပြီးတော့အင်ပတန်မှလူကြီးပေါ်များနေတဲ့ချစ်ကောနီယန်ဘင်္ဂလီပေါ့ဒီဘင်္ဂလီတွေကအမြဲတမ်းဒီနေဆက်ကနေဖြတ်ကူးပြီးတော့ကျွန်တော်တို့ထဲကိုဝင်တယ်ဘူးသီးတောင်မောင်းတော့ရသေးတောင်ဒီနေရာလေးမှာလူကြီးအရန်များပြားပြီးတော့ထိမ့်မနိုင်သိမရကျွန်တော်တို့ကတစ်ချိန်တည်းမှာပြဿနာ2မျိုးကတပြိုင်တည်းရင်ဆိုင်ရတာအခုလောလောဆယ်ဒီရခိုင်ဒေသမှာဒီတပ်မတော်တပ်စခန်းတွေတချို့ဒီ AA ရတိုက်တဲ့ချိန်မှာစုတ်ခွာပြီလေဒါခုနပြောလို့ပဲကိုကြီးပြောတဲ့အတိုင်းဒါတိုင်းသားအချင်းချင်းကြားထဲမှာဖြစ်တဲ့ပြဿနာဆိုတော့ပြည်ထောင်စုရဲ့အချုပ်ချာအာဏာတည်မြဲသောအဝန်းဝိုင်းတွေမှာကျွန်တော်တို့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်သို့တော့ခုနပြောသလို AA ကသူ့ဘာသူသိမ်းတာသူ့ဘာတကန်တာထားလိုက်အောင်သူကိုယ်တိုင်ကအဲ့ဒီနယ်မြေကိုမထိနိုင်ဘူးဟိုဘက်ကဘင်္ဂလီအလုံးကြီးဝင်လာမယ်လက်နဲ့တက်ဆင်ပြီးသားလည်းဖြစ်မယ်နယ်မြေတွေကိုသူ့ဘာသူယူသားပြီးခြေခုပ်ကျင်အဲ့ဒီအိစာကို AA ဖြည့်ရှင်းနိုင်မှာမလားကျွန်တော်ထင်တယ်သူတို့ကအဖြေမရှိတော့ဘူးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တချို့သော AA ဘက်ကလူသဖြင့်ပေါ့လေသူတို့ရဲ့ဗိုလ်ချုပ်လို့ပြောတယ်ထွန်းမြတ်နိုင်လို့ဘာလို့ပြောတဲ့စကားတွေကျွန်တော်တို့ထောက်ရှုရှိတဲ့အချိန်မှာသူတို့ဘင်္ဂလီတွေတော့လိလူရှုလို့မရဘူးပူပေါင်းဆောင်ရမှာပဲဆိုတဲ့ပုံစံမျိုးဆိုတော့ကသူတို့တကယ်တမ်းကြုံရမယ့်အနေထားကိုသူတို့ရေးရေးလေးတော့သဘောပေါက်တယ်မပေါက်ဘူးတော့မဟုတ်ဘူးသို့တော့ခုနပြောတဲ့ဒီအစွမ်းအမျိုးသားရေးဝါဒနဲ့ချိတ်ဆက်နေတဲ့ခါကျတော့သူတို့ဒီဘက်ကဗမာတွေပေါ့နော်သူတို့အခေါ်ဒီဗမာတွေကိုတစ်ခုခုနဲ့သူတို့နိုင်ရရင်ပြီးရောကျန်တာဘယ်လိုပဲလုပ်လို့သူတို့ပြန်ရှင်းမယ်ဆိုတဲ့ပုံစံမျိုးသွားဥတည်တယ်ပေါ့အဲ့ဒါကသူတို့ရဲ့ပြဿနာသို့တော့ကျွန်တော်တို့ဒီနိုင်ငံတော်ဝန်လုံးစာအနေနဲ့ကြည့်လိုက်တဲ့ခါကျတော့သူတို့ရဲ့ပြဿနာကိုလည်းကျွန်တော်တို့ရှင်းပေးရမယ်ဒီကြားထဲမှာသူတို့မနိုင်လို့ဟိုဘက်ကနေဆက်ကပါလာတဲ့ပြဿနာကိုလည်းကျွန်တော်တို့ရှင်းရမယ်ဆိုတဲ့အချိန်မှာအထူးသဖြင့်တော့ရခိုင်ပြည်သူလူထုအနေနဲ့တကယ်နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ပုံစံကိုဘလို့ဖြစ်သွားနိုင်တယ်လဲဆိုတဲ့ဟာကိုပို့ပြီးတော့ဒီအုံနောက်ကြီးထားပြီးတော့သုံးသပ်စဉ်းစားနိုင်ဖို့တော့လိုတယ်မဟုတ်ရင်ရခိုင်ပြည်နယ်လည်းပျောက်သွားမယ်သူတို့လည်းပျောက်သွားမယ်သူတို့ရဲ့အဖရခိုင်နိုင်ငံတော်ကြီးဆိုတဲ့စကားဟာလေထဲမှာအိမ်မက်ပဲဖြစ်သွားမှာဒါလောက်ထိသူတို့နားလဲဖို့တော့လိုတယ်ပေါ့အဲ့တော့အဲ့ဒါနားမလဲပဲနဲ့အေးမအေးဆိုတော့အေးကဥဆောင်တဲ့နောက်ကိုသွားလိုက်နေပြဿနာအကြီးကျယ်တက်မယ်နောက်တစ်ချက်ကကျွန်တော်တို့ခုတစ်ခါဆွေးနွေးပွဲမှာလည်းပါပါတယ်အေးဒီ state အတာမဟုတ်ဘူး non state အတာသူ့မှာသူ့ကိုယ်သူဥဆောင်နိုင်တဲ့ level မှာမရှိသေးဘူးအဲ့တော့ပြဿနာကဘာဖြစ်လဲဆိုတော့သူ့ကိုယ်သူတော့ဒီချိန်မှာဥဆောင်နိုင်တယ်လို့ထင်ပေမဲ့တကယ်တမ်းပြဿနာအကြီးကျယ်တက်လာတဲ့ချိန်မှာသူဘယ်လိုဖြေရှင်းမလဲကျွန်တော်ထင်ပါတယ်သူ့မှာအဖြေမရှိတော့သေးဘူး
တော့ဒီဟာကတော့ကျွန်တော်တို့ရဲ့ဒီပြဿနာရဲ့အခြေခံရေသောင်းမြေဖြစ်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပြဿနာရေသောင်းမြေဖြစ်နေတဲ့အတွက်နိုင်ငံတကာဖိအားကလည်းစတိုက်တွေဝင်လာတာပေါ့အဲ့တော့ဆက်ဆက်ဆွေးနွေးစရာအမြင်တွေကတော့အများကြီးပဲပေါ့အဲ့တော့ဘလို့မြင်လေးလည်းရှိတယ်လောက်ပါအောင်ပေါ့ပြီးတော့ကျွန်တော်အမြင်ကတော့ဒီရခိုင်ကလည်းဒါကျွန်တော်တို့နိုင်ငံရဲ့တိုင်းရင်းသားပေါ့ကဘာကြီးကအခုချိန်မှာတိုးတက်ပြောင်းလဲနေပေါ့နေ့စဉ်တည်းများတိုးတက်ပြောင်းလဲကဘာရဲ့တိုးတက်ပြောင်းလဲတာတဲ့အရွေးနဲ့အတူကျွန်တော်တို့မှာကဘာကြီးမှာကျတော့ဘာမှပြောင်းလဲတာလဲဆိုတော့ကြီးနိုင်ငံချင်းဝါဒကြီးနိုင်ငံချင်းဝါဒမပြောင်းလဲဘူးတဲ့ကြီးနိုင်ငံချင်းဝါဒကြောင့်လည်းကျွန်တော်တို့ကကဘာကြီးမှာစစ်ကြီးငစစ်ဖြစ်ခဲ့ပြီးပြီဒါပထမကဘာစစ်နဲ့ဒုတိယကဘာစစ်ပေါ့နော်ဒါအခုလက်ရှိအနေထားတာစစ်အေးကာလပြီးတဲ့အချိန်မှာဒါစစ်ကပြန်ပြီးနှွေးတဲ့ကာလဖြစ်နေပြီဆိုတဲ့ပုံစံဖြစ်လာပါတော့အဲ့ဒီဟာရဲ့အဓိကမူလအရင်းမြစ်ကပါလဲတော့ကြီးနိုင်ငံချင်းဝါဒအင်အားကြီးတဲ့နိုင်ငံကနေပြီးတော့အင်အားငယ်တဲ့နိုင်ငံတွေပေါ်မှာဒါလုပ်ခဲ့တယ်အဲ့တော့ကျွန်တော်ဆိုလိုတာကတော့ကမ္ဘာမှာကျွန်တော်တို့လေးလာတွေ့ရှိတော့ဆိုရင်တော့ဒါဘာသာစကားပေါင်းများတော့4000ကျော်လောက်ရှိတယ်ဘာသာစကားပေါင်းများတော့လည်းပြောနေကြတယ်ဒါအခုကျွန်တော်တို့အဓိကပြောချင်တဲ့ဒါရခိုင်မှာရှိရခိုင်ဘာသာစကားဒါမြန်မာဘာသာစကားနဲ့လည်းဆင်တယ်ချို့ရခိုင်စာပေတွေရခိုင်ဘာတွေမြန်မာလည်းအတန်ထွက်တွေမှာလည်းလာဆင်တာတွေတွေ့ရဒါပေမဲ့ချို့ရခိုင်လိုအမြန်ပြောလာတဲ့အချိန်ကျရင်ကျွန်တော်နားမလည်တော့ဘူးဒါပေမဲ့အဲ့တော့ရခိုင်ကလည်းသူ့လူမျိုးတစ်မျိုးအနေနဲ့သူကရက်တည်တယ်ထူးခြားတာကတော့ကျွန်တော်မြန်မာနိုင်ငံမှာဒါ135မျိုးသောဆိုတဲ့တိုင်းရင်းသားညီကိုတွေကိုကျွန်တော်တို့ကဒါအတရားဝင်ထုတ်ပြန်ထားတယ်နယ်စပ်မှာကျတော့ဘင်္ဂလီဒါဘင်္ဂလီတွေကအင်္ဂလိပ်ခေတ်မတိုင်ခင်တွေကနေသူကဖြစ်လာကျွန်တော်အဓိကပြောချင်တာကတော့ဒါရခိုင်ဒီကျွန်တော်တို့ရဲ့တိုင်းရင်းသားအစ်စ်ဖြစ်တယ်တိုင်းရင်းသားဒေသကနေဟိုးရခင်တွေကကျွန်တော်တို့ဒီရခိုင်ကြီးကဟိုရင်တွေကဆိုရင်ဒါကျွန်တော်တို့ကအင်ကြီးရခိုင်ဆိုတဲ့စကားလုံးပေါ့နော်ဒါအင်ကြီးရခိုင်တော့ကျွန်တော်အခြေယူစကားတွေမှာလည်းရှာအင်ကြီးရခိုင်နဲ့တူကျွန်တော်တို့ကဒါပေါ်ပေါက်လာတယ်ပြောရရင်တညဝရီခေတ်နော်ဒါလေးမျိုးခေတ်တို့ဒါတော့မြောက်ဦးခေတ်တို့ဒါရခိုင်ရဲ့ခေတ်တွေရှိခဲ့တယ်ပေါ့ခေတ်တွေနဲ့တူတော့ဒီရခိုင်ရဲ့ဟိုထင်ပေါ်ကြော်ကြားခဲ့တဲ့ကိစ္စတွေရောရခိုင်ရဲ့ဒီတကယ်ကျွန်တော်တို့ဟာပေါ့အုတ်ခွဲစာတို့ခေါင်းလောင်းစာတို့ဒါမြမစာပေတမိုင်းတွေမှာရောပြီးတော့နောက်ပြီးတော့ဒီသူတို့ရဲ့ဘာသာဗေဒဒါကြောက်စာတွေဟိုခက်ကရှိခဲ့တဲ့စာပေတွေမှာရောတွေ့ရတယ်။ရခိုင်ကဒေတာတော့ဘာဖြစ်လဲဆိုတော့ဗုဒ္ဓဘာသာကိုတောက်ဝင်ယုံကြည်တဲ့ဒေတာဖြစ်တယ်။အဲ့တော့ပြောရရင်တော့ကျွန်တော်တို့နိုင်ငံထေရဝါဒဗုဒ္ဓဘာသာရှိတယ်။ရခိုင်ကလည်းထေရဝါဒဗုဒ္ဓဘာသာစစ်တွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီဒေတာမှာရှိတဲ့လူတွေကယူသားကြတယ်မူလပုံစံကတော့ယဉ်ကျေးကြတယ်သူရဲ့ယဉ်ကျေးမှုကိုမြင်မအောင်ဆောင်ရွက်ခဲ့ကြတယ်ဒါပေမဲ့ဒီအင်္ဂလိပ်ခေတ်ကနေစဗြိတိရှကျွန်တော်နိုင်ငံရဲ့ဟိုဗြိတိရှကနေပြီးတော့သွေးခွဲတက်ရှို့တဲ့ divided rule တွေကြောင့်ကျွန်တော်ကဖြစ်နောက်ဆုံးဒုတိယကမ္ဘာစစ်မှာအင်္ဂလိပ်ကစစ်ရှုံးလို့သူကထွက်ပြေးတာတော့မှအလကားမထွက်ပြေးဘူးဒီကောင်ကပြဿနာရှာခဲ့တယ်ဘာပြဿနာရှာလဲဒီကောင်ရဲ့လက်နက်တွေကိုကလားတွေကိုပေးခဲ့ပြီးတော့ရခိုင်နဲ့ပြန်ပြီးတိုက်ခဲ့တယ်1941မှာရခိုင်နဲ့ကလားအထီးကိုဖြစ်တယ်ဒီရုံးမှာဒါဒီကိစ္စတွေပါလာပြီးတော့ဒီမှာတော့ဘာဖြစ်တာလဲဆိုတော့အရှေ့အိန္ဒိယကုမ္ပဏီကိုတော့အပိုင်စားပေးလိုက်တယ်ဒါအရှေ့အိန္ဒိယကုမ္ပဏီတွေကပြောရင်တော့စုရတူအောင်ဖွင့်လိုက်တယ်စုရတူအောင်ဖွင့်လိုက်တဲ့အတွက်စုရတူအောင်ပွင့်လင်းလာတဲ့အတွက်ကိုစီကူးတန်းရောက်တဲ့မှုတွေများလာတယ်ဒါစိုက်ပျိုးမြေတွေပါရှိတဲ့အချိန်မှာတော့အဲ့တော့ဟိုဘက်မှာဒီအိန္ဒိယထဲမှာရှိတဲ့ဒါပါကစ္စတန်ပေါ့နော်အရှေ့ပါကစ္စတန်နောက်ပါကစ္စတန်ဆိုပြီးတော့ခွဲထွက်ပြီးသူတို့ပြဿနာတွေဖြစ်နေတဲ့အချိန်မှာသူတို့မှာရှိတဲ့လူကြီးတိုးပွားနှုန်းတွေများလာတယ်အဲ့ဒီမှာဘာပါလာလဲဘာသာရေးရမွတ်စလင်ကိစ္စရက်တွေအများကြီးပဲဒါဟိုဘက်မှာခရစ်ယာန်နဲ့မွတ်စလင်ရေးခင်းနေရတယ်ဖြစ်လာအဲ့တော့မွတ်စလင်တွေရဲ့သူ့ရဲ့ဟွာရဒီဘက်ကိုသူကဟိုတိုးပွားလာတဲ့လူကြီးဒီဘက်ကိုဟိုပြောရင်တော့ခိုးဝင်လာတော့ဗျာခိုးဝင်လာဆိုတစ်ဖက်ကလည်းအင်္ဂလိပ်ခေတ်မှာသူတို့ကဟိုတောင်းတဲ့ချိန်ပြီးသူကတနေ့ကိုဘတ်ဂျက်ကြီးကတနေ့ကိုသူတောင်းတဲ့ချိန်ပြီးတွင်းလာတယ်ဒီမှာအလုပ်တွေလုပ်ခိုင်းတယ်ပြီးရင်သူတို့အကုန်ပစ္စည်းတော့ပြီးတော့နှစ်ကုန်လို့သူတို့ပြန်ပို့တဲ့ချိန်ကျရင်တဝက်လောက်ပဲဟိုကပြန်ပါသွားတယ်တဝက်လောက်ပဲဒီမှာကြံခဲ့အဲ့ဒီဟာတွေကနေပွာလာတာအရင်ကလုံးဝမရှိခဲ့တဲ့ဒါကျွန်တော်ရခိုင်တိုင်းရင်းသားတွေပဲရှိခဲ့တဲ့မြေတွေကဒီကောင်တွေစပြီးဝင်ရောက်လာတာတွေ့ရတယ်အဲ့တော့ဒီကောင်တွေဝင်လာတယ်ခိုးဝင်လာတယ်ကျွန်တော်ရဲ့နမ်းမြေဝဒီပဲအရှိပြောရင်တော့ဒီဘင်းရင်ထဲကဆိုတာရခိုင်တွေကဆိုဟိုစစ်တကောင်းနယ်ထိပိုင်တယ်19ရာစုတခေတ်မှာစရောင်းနယ်ထိပိုင်တယ်စရောင်းနယ်ထိပိုင်တဲ့ထဲမှာဒီမှာရှိတဲ့ဘင်္ဂါနယ်တွေပေါ့အဲဘင်္ဂါနယ်တွေမှာဒါဟိုရင်သားဆိုတာအာရကန်ပေါ့အာရခဒါဆိုရဲသူတို့ဟိုလေးကျွန်တော်တွေ့ရတယ်အဲ့တော့ရခိုင်တွေကသူတို့ရဲ့ဒီမျိုးရိုးဖြစ်လာတဲ့ပုံမှာတစ်ဖက်ကဒီကောင်တွေရဲ့ဒီခုနကလိုအိန္ဒိယကိစ္စရရဲ့ပြီးတော့တစ်ဖက်ကဒီကိုလိုနီပေါ့နော်ကိုလိုနီဇီယာဆိုရဲ့ဒဏ်ကိုခံလာတဲ့အခါမှာသူတို့ရွာတွေဖျက်ဆီးရတယ်မျိုးကထွက်ပြေးရတယ်စစ်တေရှောင်ရတဲ့အတွက်သူတို့အရန်နာခဲ့တာရှိတယ်နောက်ဆုံးသူတို့နဲ့အဓိကတိုက်ပေးခဲ့တာအခုလက်ရှိဖြစ်နေတဲ့ကလားတွေဒီကလားတွေဖြစ်ခဲ့တဲ့မှာဒီကောင်ကအရန်နာကြီးခဲ့တဲ့အခါကျတော့ဒါကိုသူတို့မြေကိုအထိမခံနိုင်တဲ့ဒါဖြစ်လာလို့ဒီကိစ္စမှာတဖေးနဲ့ဟိုပြဿနာတွေ
မိဘတွေဆက်ပြီးကြီးထွားလာတယ်လို့ကျွန်တော်တို့ကတော့သုံးသပ်လို့ရတယ်အဲ့တော့သူတို့ကလည်းငါတို့ကိုယ်တိုင်လုံးမှာပဲရတယ်ငါတို့ဘယ်သူမှဝိုင်းကူမှာမဟုတ်ဘူးဆိုတဲ့သူတို့ခံယူချက်နဲ့သူတို့ရဲ့အဖနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့ကရခိုင်ရဲ့ dream ကိုသူတို့ကမှတ်တယ်ဒါလာရခိုင်ရဲ့သူ့ရဲ့ပုံစံလေးကိုကျွန်တော်လေးလာတွေ့ရှိတယ်မှာပါတယ်ဒါပေမဲ့တစ်ချိန်မှာကျွန်တော်တို့ကကမ္ဘာရွာကြီးဖြစ်နေတဲ့ကာလမှာလည်းဒါဒီတစ်ချိန်မှာကမ္ဘာကြီးတည်ရှိနေသေးရဒီကျွန်တော်တို့ရဲ့ရခိုင်ဒီအခုကျွန်တော်မြန်မာနိုင်ငံမှာပါဝင်တဲ့ရခိုင်ဒေသရခိုင်တွေပျောက်သွားလို့မရဘူးရခိုင်အားနေသွားလို့မရဘူးတစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ကဘာလုပ်လဲဆိုတော့ဒါ Greater Bangladesh ဆိုတဲ့သူတို့ရဲ့စီမံကိန်းကြီးရှိတယ်ဒီစီမံကိန်းကတစ်ချိန်မှာဒါကိုလွတ်မြောက်တဲ့ဒေသဘင်္ဂလီဒေသဘင်္ဂလီပြည်နယ်ဒါကိုတလောဆိုရင်အဲ့ကပါတီတစ်ခုကနေပြီးတော့ဒါတရုတ်ကွန်မြူနတီပါတီမှာတရားဝင်သူတို့ကပြောလာတာရှိတယ်ဒါကိုဘင်္ဂလီလွတ်မြောက်နေပြီဖြစ်ဒီကြားထဲမှာ UNHCR တို့ဟာမျိုးတွေကလည်းဝင်ပြီးပံ့ပိုးပြီးတော့ဒီကောင်တွေကိုထပ်ပြီးတော့မိမှုတ်ပေးတယ်အဲ့တော့ဆိုရင်တော့သူတို့ကဒါကိုတောင်းဆိုလာတဲ့ပုံစံမျိုးလို့ဒါမီဒီယာနေဆိုနေတာအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒီဘက်မှာပြန်လေ့လာတော့ဒီလက်ရှိဆိုရလည်းသူတို့ကန့်ကွက်တဲ့စာတွေထုတ်ပြန်ခဲ့တာကျွန်တော်တို့တွေ့ရတယ်ဒါလည်းလောက်ရတဲ့လိုအပ်တဲ့အချက်ပါပဲဒါလောက်ရပါတစ်ချိန်မှာနောက်တစ်ခုကကျွန်တော်ကဘာဖြစ်လဲအခုအေးပေါ့ခုနကကိုသိန်းထုံးလို့ပြောဆိုအေးတိုက်တယ်သူ့ရဲ့ dream ကသူတိုက်နေတာတော့မှန်တယ်ကိုနယ်မြေကကိုတိုင်းရင်းသားချင်းချင်းဒီဘက်ကတော့ကျွန်တော်တို့ရက်တွေကကျွန်တော်ဆွေးနွေးခဲ့တယ်လို့ပေါ့နော်ရခိုင်တည်ရင်ကျွန်တော်တို့မြန်မာတည်တာပဲကျွန်တော်တို့မြန်မာတွေကဗမာတည်ရင်လည်းကျွန်တော်မြန်မာနိုင်ငံတည်တာအဲ့တော့ကျွန်တော်ချင်းချင်းတွေတည်ပြီးအားနေသွားလို့မဖြစ်ဘူးကျွန်တော်ပြောချင်တာကတော့အဲ့ရခိုင်ကိစ္စရက်ကဒီမှာရှိတဲ့ရခိုင်တွေကချိန်ကြရင်တော့ကျွန်တော်တို့သူတို့ရဲ့အသွင်နဲ့နောက်ဆုံးသူတို့မြေကိုဘယ်သူမှအထိမခံနိုင်ဘူးဆိုတဲ့စိတ်ကရှိတယ်အဒီအပြင်တော့သူတို့တကယ်ကာဝယ်ရမှာလားဘင်္ဂလားဒါမဲ့ကျွန်တော်တို့က AU တော့ယုံလို့မရဘူးကျွန်တော်ယုံတာရခိုင်ကိုယုံတာ AU တော့မယုံဘာလို့လဲ AU ဒီဘင်္ဂလားဒေ့ရှ်ကြီးကလည်းယူနိုင်တယ် AU ထောက်ပံ့နေတာအမေရိကန်လည်းဖြစ်နိုင်တယ်အိန္ဒိယလည်းဖြစ်နိုင်တယ်သူတို့တွေကသူတို့ရဲ့ဟာကိုဒီကောင်တွေကပတ်စံယူပြီးလုံသွားရင်ကျွန်တော်တို့နိုင်ငံကြီးကပဲ့ပါသွားမှာဒါကိုကျွန်တော်တို့ကတစ်ချိန်မှာကျွန်တော်ရခိုင်မျိုးသားတိုင်းနဲ့ပေါင်းပြီးတော့ဒီဟာတွေကိုကျွန်တော်တိုက်ထုတ်ရှင်းလင်းရမယ်လို့ကျွန်တော်ဒီလက်ရှိမြန်မာနိုင်ငံအစိုးရနဲ့ဒီရခိုင်ရရှိတဲ့ရခိုင်လူမျိုးတွေနဲ့ပေါင်းပြီးတော့ရခိုင်အားနေသွားလို့မရဘူးဆိုတော့ကျွန်တော်အနေနဲ့ဒါဆွေးနွေးကြတာပါဟုတ်တယ်နောက်ပြီးတော့မြေပုံတော့ပဲလို့မရှိဘူးပဲလို့မရှိဘူးကျွန်တော်ကဒီရွှေအောင်ပြီးမှစစ်ပေထောင်တဲ့ပေါ့နော်ကြောက်ဖြူထောင်တဲ့ခုမှနေရခိုင်တွေပေါ့ဟုတ်အဲ့ဒီမှာဘာရှိလဲဆိုတော့နိုင်ငံချင်းသားမှာရခိုင်တွေတွေ့ရတယ်အဲ့မှာဘာပါလဲဆိုတော့ဒီဘင်္ဂလီနဲ့ပတ်သက်လို့ဘင်္ဂလီအိမ်မက်မှတ်တယ်ရခိုင်လွတ်မှတ်တယ်ဘင်္ဂလားဒေ့ရှ်ကောင်တွေတွေ့ခဲ့စစ်ကောင်တစ်နှစ်ဘာပေါ်လဲဟုတ်ဘုံနဲ့ဆက်တယ်အဲ့တော့ RSA ခေါ်မှာနော်ဒီကောင်နဲ့ဆက်တွေ့ပြီးတော့ဟိုလည်းနဲ့တွေသူမျိုးကြိုးစားတယ်သူတို့အိမ်မက်ကိုကောင်တွေဖို့ဒီထဲမှာချဖို့လုပ်တဲ့ကောင်ဒီဘက်ကအဲ့မှာဘာမှစူတန်ဆိုတော့နာဆာကဆိုဒီခုချိုကြီးအဲ့တော့ရုပ်ခင်ရဲ့နာဆာကလည်းဇက်တီလာလို့နေတဲ့စီတယ်ဟိုအဲ့ဖွဲ့ပေါ်လေကစတမ်ပါအဲ့ဖွဲ့ရဲပါမယ်နေကြားဆောင်တက်ပါမယ်ပြီးတော့စစ်ထောက်လိုက်ပါစစ်ထောက်လိုက်ဟုတ်အဲ့တော့ဘုရားထောက်လိုက်ပါဟုတ်နာဆာအဲ့တော့တော်တော်ကြီးကိုနေဇက်တီလာတော်တော်ကြီးကိုဒီလက်ဆိုင်အများကြီးလို့ပြောလို့ပြောလို့ရတယ်ပြောနိုင်တယ်ဒီဘက်ဘိုင်းသေးစိတ်တစ်ထပ်မှာအင်းသားကဖြတ်လိုက်တဲ့ချိန်ကစပြီးနည်းနည်းပို့ပြီးတော့ဝင်လာတယ်ဒေါအောင်ဆန်းစုလက်ထက်မှာသူတို့ဆိုရလက်ထက်မှာနောက်ခံတဲ့ဥပဒေမျိုးအများကြီးပဲလေအစင်းဥပဒေမျိုးဖြတ်လိုက်တဲ့အခါမှာဒီနှစ်ပြစ်ကိုကြော်ပြီးတော့နေ့တိုင်းဝင်တာပေါ့နေ့တိုင်းဝင်နေတဲ့ဟာအစင်းစစ်ခွင့်မရှိတော့ပြီးတော့မသင်္ကာလို့နောက်ကလည်းမရှိတော့တဲ့ခါမှာအဲ့မှာအများကြီးပဒနာကိုကြည့်လို့ဝန်ထပ်ပုံများလာတယ်လေများလာတာအဲ့ဒီမှာဟောပြောချင်တာပါရခိုင်ကိစ္စတော့အဲ့မှာရခိုင်တိုင်းရင်းသားတွေကလည်းဒီဘင်္ဂလီတွေရဲ့အိတ်တုံတွေကစုပ်ဖက်မှုကြီးနဲ့ဒီအကြမ်းဖက်မှုရှိနေတဲ့ခါကျတော့ရခိုင်အဲ့တော့တိုင်းရင်းသားတွေကအဲ့မှာအေးမပေါ်သေးဘူးပေါ့သူတို့ကိုယ်တိုင်လည်းသူတို့ရှင်တယ်မှာအဲ့ဒါပဲဆိုရစီအားကြီးကြီးဟုတ်တယ်အဲ့တော့သူတို့ကိုယ်တိုင်မတ်တက်မှာပါကိုလေဟိုကျွန်တော်တို့နာမည်ကြီးဒေသရှင်ရှိတယ်လားဝင်းကုခိုင်လို့ဝင်းကုခိုင်ဟုတ်တယ်ပြောဘူးလို့ဆိုတော့သူတို့ဆိုဟို Facebook ဖြစ်တယ်ဒါဟိုမြို့သားကလည်းဆုံးလို့ရောက်လို့ဆိုတော့သူကမတ်တက်မလို့အားကိုလည်းကိုချစ်တယ်ဒေါက်တာအီမောတို့ဆိုသူတို့ဒီ NLD ဆိုတော့ကြိုက်တယ် NLD ဆိုတော့သူတို့တော်တော်လေးကိုလုံးဝကြိုက်တော်တော်မောင်းနေဟုတ်တယ်အဲ့သူတို့ကိုလည်းပြောဘူးလေသူတို့ကမတ်တက်မလို့အားကိုတယ်ဒါပေမဲ့သက်သနာဒေါအောင်ဆန်းစုလက်ထက်မှာမတ်တက်မလို့ဒီတမရရဲ့အင်္ဂါစဉ်ကဟိုစီရဆက်ဖက်ချင်ဆက်ဖက်လို့မရဘူးနောက်ဆုံးမလုံးဝမရတဲ့ဆုံးမှာဒီသားကြီးမှာပေါ့ဒေါက်တာအီမောကိုလည်းတက်ချွတ်ကြီးသွားပြီးတော့ quest လုပ်ပြီးစစ်စင်လုပ်ခိုင်းတဲ့ဆင်ဖြစ်ကြော်တော့အင်္ဂါစဉ်နဲ့ကြော်ပြီးတော့တောင်းဆိုယူပါဟိုနောက်ဆုံးလူမျိုးလုံးတက်ဖြတ်တယ်ဆိုဆွဲချက်တွေခိုင်မှာခိုင်နေရွေးနေတာမဟုတ်လေလူတို့တက်တို့တိုင်းနဲ့တော့တော့ဒီမျိုးလက်စုတွေရှိကမန်တို့ဟုတ်အများကြီးပဲရှိတာအဲ့ဒါဟိုတက်ခါမျိုးတို့တိုင်းနဲ့တို့တက်တို့ဒါကြီးတက်ကလုံးဝရခိုင်တော့
လူကြီးမများတဲ့လူမျိုးစုလေးတွေအများကြီးတက်ခံရတော့စိုးရင်ကလည်းခုတွင်လာတယ်နောက်ခုနပြောထောင်ထဲမှာနေရမယ်ဆိုင်တိုင်းရင်းသားတွေကအဲ့ဒီစိုးရင်စိတ်ကတော်တော်ကြီးတယ်ဟုတ်တော့ခုနပြောလို့အဲ့စိုးရင်စိတ်ကဘယ်လိုတွန်းပို့လဲဆိုတော့ခုနပြောတယ်အစိုးရအမျိုးသားရေးလုံဆုံးတွန်းပို့လိုက်ဖြစ်သွားတယ်တို့ဟိုမြတ်တော်အမကူကရင်တို့အလုပ်ကောက်မှဖြစ်နေဒီအဲ့တော့သူတို့ကပင်ကလေးတော်တော်မုန်းပါမုန်းတယ်ဆိုတော့မကြိုက်ဘူးပေါ့သူတို့ကလက်နဲ့ကျူးကျော်အကျန်းဖက်တက်ဖြတ်နေတာဟုတ်ဒါကြီးကကဘူးကဒေါ်ဆန်းစုလက်ထက်မှာသူတို့ပိုစဉ်းစားသွားတယ်ဘာကြောင့်လဲဆိုတော့ဥပဒေဖြတ်လိုက်တယ်နောက်ခိုင်းဥပဒေအစင်းဥပဒေဖြတ်လိုက်ပြီးတော့ဟိုအင်္ဂါစင်ရတော့တက်မလို့တည်းရိုက်ဟိုအာဝိစုချုပ်ကဖြတ်ညင်းတဲ့သမ္မတရှိနေတာကြောင့်လို့ရှိနိုင်လို့ဟိုသူတို့ကာဝယ်ခြင်းလိုက်ကာဝယ်ခိုင်းလို့မရတဲ့ခါမှာအဲ့ဒါကသူတို့စပြီးတော့သူတို့ကအိမ်မက်ကိုကောင်းတဲ့ပေါ်လာတယ်လို့ထင်တယ်တွန်းပို့လိုက်ဆွေးရောက်မျိုးသားရေးစိတ်ဖြစ်သွားအခုကတော့သူကမျိုးသားရေးစိတ်မျိုးသားရှိတယ်ဒါတော့တိုင်းသားလည်းအခုတိုင်းသားကိုချစ်ကြတယ်ဟုတ်တယ်မှန်တယ်ပမာချစ်တယ်ဒါပေမဲ့ကျွန်တော်ပမာလည်းသတိထားမိလားတိုင်းသားအလုံးချစ်တယ်တိုင်းသားတွေကခုနပြောတဲ့ဗြိတိရှရဲ့မွေဆိုကြီးရထာတန်တရားကြီးနဲ့သူတို့ရဲ့ divided rule ပေါ့တော့သွေးခွဲအုပ်ချုပ်တဲ့ပုံစံကြောင့်ဒီမှာတိုင်းသားဘင်္ဂလီတွေကိုသူတို့စစ်ပြေးတော့စစ်ရှုံးတော့လက်နဲ့ထားလို့ ကလားဟောရီဒီမှာဘိုးကျော်ဆန်းတို့နဲ့ညှိပြီးတော့နုရဲ့စာချုပ်တွေနောက်ဆုံးမှာအင်္ဂလိပ်ထုတ်သွားတဲ့အချိန်မှာလက်နဲ့အများစုထားခဲ့တာKNDC မှာKN ပေါ့ KNDC မှာထားခဲ့တဲ့အတွက်နောက်ဆုံးKN ပေါ့ဒီလုံးတိတ်သွားတယ်စိတ်ဆိုးတာဟောဆိုတော့ဘာကဘာကကျွန်တော်တို့လူလိုက်ရပြီးရင်တော့ခုတော့မှန်ပေမဲ့ဘာကဘာမြတ်တမတော်ကတချမ်းခုသွားတာဖြစ်တယ်ဆိုသူတို့လက်နဲ့ကမြတ်တမတော်လက်နဲ့ KNU ကျတော့အင်္ဂလိပ်ထားတဲ့လက်တအားများတော့သူမြန်မာတပည့်ထောင်းမှသိသွားတယ်အဲ့တော့ပြောချင်တာကတော့ခုနအစိုးရမျိုးသားရေးစိတ်ဖြစ်အောင်တွန်းပို့လိုက်တဲ့အရာတွေကလည်းလုံဆောင်မှုအများကြီးရှိတယ်ဒါတွေလည်းကျွန်တော်တို့ကတခိုင်တိုင်းရင်းသားတွေကျွန်တော်ပြန်လည်းပြောတာတခိုင်တိုင်းရင်းသားတွေပြောတာတိုင်းသားတွေပြောတာမဟုတ်ဘူးအေးရတော့ခုနကကိုလေးတို့နှစ်ယောက်လုံးပြောသလိုစစ်နိုင်ခြင်းအောင်တက်တဲ့ဘိုးလေးကတော့သူတို့ပြောပေါ့ဗမာတက်မလို့မဟုတ်ဘူးသူကဗမာတက်မှာဗမာတက်ကြီးလို့စစ်နိုင်ခြင်းတက်တဲ့သူတို့တွေကမယူသင့်တဲ့သူတို့ဒေတာတွေကိုအပြတ်ခံပြီးတော့သူကလုတ်တယ်သူတို့လူမျိုးတွေလည်းတကယ်တမ်းအဲ့ဒေတာပြတ်တာသူတို့ဒေတာလူတွေပဲပြတ်တယ်သူတို့အခုဆိုရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမြောက်ပိုင်းသားတောင်ပိုင်းသားဆိုသူတို့ချင်းချင်းကိုဖြစ်နေတာတွေ့ရအဲ့တော့အဲ့တောင်ပိုင်းကပုံကိုတွေကတကယ်ဒီရခိုင်အဖွဲ့တွေဆင်းလာတဲ့အခါကျတော့သူတို့စစ်ဆောင်လာတာအများကြီးပဲကျွန်တော်တငယ်ချင်းမိတ်ဆွေပေါင်းနေတယ်မှာအဲ့လိုတွေရှိတယ်သူတို့ကိုယ်တိုင်ကစပြပြသားသားတက်မတော်ကလုံးတင်နေပြီဆိုတာမျိုးသူတို့ကစိုးလို့ကျင်တယ်ဘာလို့အဓိကတကယ်ဘုံကျဲပြီးတော့တကယ်ကိုပြတ်တာလုံးပါလားနိုင်ငံရေးတွေနဲ့ညှိနေတိတ်စင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကသူတို့ရဲ့ရခိုင်တိုင်းရင်းသားစနစ်တရားကိုထွက်လာတဲ့အတိုင်းဖြစ်လာဒါလေးကျွန်တော်တွေ့တယ်ခုနဟိုဝေးမော်ကြီးပြောသလိုပေါ့နော်ဟိုကျွန်တော်တို့တွေ့တယ်ခုနတကယ်တမ်းကံကောင်းနေတာပါလဲဆိုသူကသူဘယ်လောက်ဟိုဟာတွေပဲဖြက်ကျွန်တော်တို့ဒါ1988မှာဒီဖွဲ့စည်းပုံခြေအံတွေ1984ဖွဲ့စည်းပုံခြေအံပြတ်သွားတယ်ဒီခုနအခိုင်တွေတအားဆိုးလာတဲ့အချိန်မှာ1962တော်လိုင်းရေးကောင်စီတက်လာတဲ့နောက်မှာဥနေဝင်ကနေတေချာထိမ့်သိမ်းခဲ့တဲ့ကိစ္စရပ်တွေရှိတယ်။ဒါဘာသာပလကစ်မှာတော့မွတ်စလင်ဘက်တွေပါလာပြီးတော့ရှုံးချက်ခတ်တာတွေအများကြီးပဲဒါတွေကတော့နိုင်ငံကြီးကျွန်တော်တို့လည်းကိုယ်တိုင်မတွေးခဲ့ရအောင်လေးလာသိရှိရတယ်ပဲဆိုတော့ဒါတိတ်ပြီးတော့အဲ့ဒီဘိုင်းကိုကျွန်တော်မဆွေးလို့ဒီဘက်နောက်ပိုင်းမှာတော်တော်လေးကိုဒီမဆလာခစ်မှာတေချာထိမ့်ခဲ့တယ်တေချာလည်းဟိုလုပ်ယူခဲ့တယ်။အဲ့ဒီချိန်မှာတကယ်တမ်းတည်ရန်ခဲ့တဲ့ဟာကျွန်တော်တို့အတွက်ကမှာတော့1982နိုင်ငံသားအဥပဒေဒီကောင်ဒီကျွန်တော်တို့ဒါတွေကိုတေချာစနစ်ကြခွင့်ရစိတ်ခံလိုက်တယ်လို့ပဲကျွန်တော်မြင်တယ်အဲ့တော့ခုနပြောသလိုပဲကျွန်တော်တို့ကလည်းရခိုင်ပြူလို့မရှိဘူးတို့ဟုတ်တယ်ရခိုင်ပြူတာကဒါမြန်မာလည်းပြူသွားမှာနောက်ပြီးတော့အခုတိုင်းလိုက်လည်းဖြစ်တယ်အဲ့တော့ရခိုင်တွေရှုံးလို့တော့ပြူရှုံးလို့ဖြစ်ဆိုဒီလိုပေါ့မြန်မာတက်မလို့လည်းခုနကဖြစ်ကြလို့သူတို့ဘက်ကခုစစ်တီတာစီရတယ်လိုပဲတာစီရဒါလည်းနောက်တစ်ချိန်မှာညှိလို့ရမှာညှိလို့ရနောက်သူတို့ဟိုနောက်ဆုံးမှာဝါလို့ပဲကိုယ်ပဲချုပ်ခွင့်လိုချင်တယ်လို့ဝါနဲ့တန်းလို့လိုချင်တယ်ဆိုလို့သူတို့ပြောတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီပြည်ကွန်မင်းဆွေးနွေးမှာတောင်းဆိုထားတာရှိတယ်ဒါတော့ကတော့လေကျွန်တော်လွတ်တော်ပေါ်လာရင်လွတ်တော်မှာ backward ဆုံးဖြတ်ပြီးပေးချင်တယ်ပေးတယ်เนาะဒါပေးလို့ရတယ်ဒါတော့နိုင်ငံရေးတော့မြောက်ပိုင်းလွတ်တော်လေးကြောက်ကြမယ်နိုင်ငံရေးပြီးဟို mandate တွေကိုယ်စားလှယ်တော်ကြီးတွေလည်းအစိုးရ cabinet နဲ့ညှိပြီးတော့ပေးတဲ့တင်ပြီးဒါကတော့နိုင်ငံရေးသမားတွေဆုံးဖြတ်လိမ့်မယ်လွတ်တော်ပေါ်ရင်ဒါလွတ်တော်ကိစ္စတော့လွတ်တော်မပေါ်ခင်မှာရင်အခုရွေးကောက်ပွဲကျင်းပတဲ့ area တွေဥပမာပေါ့เนาะကျွန်တော်ပြောတာဒီရွေးကောက်ပွဲကျင်းပတဲ့ area တွေမှာသူတို့ဘက်ကဝင်ပြီးတော့ဆွေးနွေးခြင်းတယ်ဆိုတော့အခုဆိုမှကျွန်တော်တို့ဒါရခိုင် A ရနေပြီးတော့တင်ထားတဲ့ area တွေရှိတယ်ဒီရခိုင်ပြည်နယ်ရဲ့ကျွန်တော်မဲဘုံထောင်တဲ့အချိန်မှာသူတို့ကရောလွတ်တော်အတွက်ဝင်လာမလားဒါသူတို့နဲ့ကျွန်တော်ညှိနှိုင်းမှုရဝင်လာမယ်ဆိုသူတို့အတွက်ခွဲရမ်းပေးရတဲ့ဒါကျွန်တော်တို့ဒါ PR စနစ်ရလာပဲနေရာမှာသူတို့ဟိုအခုချိန်ပါတီမထောင်နိုင်သေးဘူးဆိုတော့တတိပုဂ္ဂလနဲ့ဝင်လာခဲ့လို့ရတယ်ဒါကျွန်တော်လည်းဒါဖြစ်ဆွဲပြီးတော့ဆွေးနွေးကြည့်ဘယ်လိုပဲဖြစ်ပေါ့လေကျွန်တော်ပြောချင်တာဒီဘောဆွေးနွေးပြီးတော့တောင်းဆိုလို့ရတယ်ဒါဒီငင်းငင်းကြီးကိုသွားတဲ့လမ်းပဲလို့ကျွန်တော်ကဒါဖွင့်နားသာလေးဖွင့်ပေးတာပေါ့ဟုတ်ပါဘူးဟိုကျွန်တော်ပြောချင်တာကတော့ဝါလို့ခု
confederate တို့နိုင်ငံအရခတ်နိုင်ငံထူထောင်တာတို့တောင်းဆိုဆိုရင် ဟုတ် ဘာလဲဘာလို့ကိုယ်ပဲချုပ်ခွင့်တော့တော့ကျွန်တော်တို့ညှိနှိုင်းပြီးတော့ ပြီးရ ရလောက်ပါ ဟုတ် ဒါတော့ ဟုတ်ဒီကျွန်တော်တို့ကအခုချိန်မှာပုံမှန်261လို့ဟာမျိုးပြင်နိုင်ခဲ့ရင်သူတို့ရှိရဥဆောင်ပြီးသူတို့မဲပေးတဲ့ပုံကသူတို့ပဲဝန်ကြီးချုပ်ဖြစ်လာပြီးသူတို့ဟိုဒါသူတို့ data ဖွံ့ဖြိုးရေးအတွက်လုပ်နိုင်တာပဲဒါတစ်ဖက်မှာဗိုလ်ချုပ်ကြီးတန်းရွှေတို့ကိမာတွေကရခိုင်အရေးတွေအနောက်ရိုးမယူတာဘောရကာခဲ့ပြီးတော့လုပ်ခဲ့တာပဲဒီ area ကြီးကဒါကြောင့်ကျွန်တော်ကဒီအနောက်ရိုးမဒီဘယ်လောက်ကြီးအရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့ရှေ့မှာရှိတဲ့လူကြီးတွေအစက်ကမြင်ခဲ့တယ်ပေါ့နော်ဒါကိုလည်းကျွန်တော်ရှိလာမဲ့နာဂတ်မျိုးဆက်တွေကလည်းဆက်ပြီးမြင်နေဖို့လုပ်ရတယ်ဆိုတာလေးကိုကျွန်တော်ထည့်သွင်းပြောချင်တာပဲဟုတ် ဟုတ်ပါလိုရင်းကတော့ကျွန်တော်ပြောရရင်ဒီလိုဆိုရင်ခိုင်ပြလို့ဖြစ်ဘူး ဟုတ်တယ် ဒီစကနောက်ပြီးရခိုင်ရာဒီစကအခုတိုင်းသားကြီးကိုလည်းဖြစ်ပါတယ် ဖြစ်ပါတယ် ပြီးတော့ဒါတွေကလွတ်တော်မှာဆွေးနွေးလို့ရပါဆွေးနွေးကြတာသူတို့ဝင်ချင်းဝင်ချင်းပြောတာမဟုတ်သူတို့ကတော့လောလောဆယ်စစ်ဆိုတော့နိုင်တဲ့လူကတော့ပေါ်စီရစကားပြောမှာပညာရေးစကားပြောတာဒီဘာပဲဖြစ်စစ်နိုင်တဲ့လူကတော့ပေါ်ကပြောဟုတ်ပြီဒါလည်းတဘာဝအဲ့တော့သူတို့ကိုကျွန်တော်တို့သိမပြောဘူးသူတို့လူချင်းတဲ့ဟာသူတို့အိမ်မက်ဒီအရကနိုင်ငံမဟုတ်ဘူး confederate မဟုတ်ဘူးဆိုရင်ပေးနိုင်တော့လွတ်တော်ပေါ်လာဒါကနိုင်ငံသမားတွေကိစ္စ ဟုတ် ခုကတော့ပြပပါ ပြောပါလားတဲ့ဒီပါရဲ့ဝင်ရောက် ဆော ဆုံး က်ပါလာအဲ့ဒါကျတော့ကျွန်တော်တို့ကဒါပြည်တွင်းရှင်းမဟုတ်တော့ပြပတွဲပိုက်သွားပြီးကျူးကျော်စစ်လို့ဖြစ်လာပြီဆိုတော့ဒါဒီရှမ်းမြောက်ကိစ္စနဲ့မတူတော့ဘူး တူတော့ဟုတ် ရှမ်းမြောက်ကလူတွေပြောကြတယ်တရုတ်ကဘာညာတရုတ်ကနောက်ကလည်းမေးတော့ပြောတယ်ကျွန်တော်တို့အမြင်ရဆိုရင်တော့မဟုတ်ပါဘူးတရုတ်ကဒီခုလာပြီးတော့အမေရိကန်သူ့ရဲ့ပင်တော်ပိတ်ဆို့မှာဆိုတဲ့သူဒီသူ့ဘက်သူ့နိုင်ငံဂျိုးစီဘော်တယ်ဒါတော့နိုင်ငံကောင်းဆောင်တွေကကိုယ်နိုင်ငံဂျိုးစီဘော်တယ်လို့ကြားမှာအဲ့ဒါတရုတ်ကစဖက်မှုတွေပါတယ်ဆိုတော့ကျွန်တော်တို့ကတိတ်ပြီးတရုတ်ကိုပြစ်မနေဘူးအခုစဖက်မှုကကြတော့တော်တော်ကြီးတယ်ဒီပုံပိတ်နေတရုတ်ကမြန်မာပြည်ကိုပိတ်ဖို့တော့ဘာမှမစင်ဘူးကျွန်တော်သိတယ် သူရဲ့ထပ်ပေါက်ကြီးကလက်ရှိကိုကြောက်ပြပါ ထပ်ပေါက်တော့အရေးကြီးတယ်သူထပ်ပေါက်တော့မပိတ်ဖို့ ကြောက်ဖြူမှာရင်းတဲ့စိတ်ကန်းနဲ့သူ့ရဲ့ဒီသူ့နိုင်ငံထဲကိုဖြတ်ဝင်တဲ့ဒီပိုက်လိုင်းပေါ့နော်ဒီကကျွန်တော်တို့နိုင်ငံတွေကဖြတ်သွားတာ သူနဲ့ခုဘက်ကဝင်လာတဲ့ရှင်လူဆိုတော့ချက်မှာအမေရိကန်ဝင်လာပုံစံမှာတူဆိုတော့လူငယ်တွေသိအောင်တိုင်းရှင်းပြပါအဲ့ဒါပတ်သက်လို့ကတော့ကိုသိတဲ့မှုကပို့ပြီးတော့ကျွမ်းကျင်တယ်အဲ့ဒါလေးကိုတင်တွေကပြီးတော့တင်တွေကရှင်းပြပေးပါ တင်တွေကမဟာဗျူဟာလေးနဲ့ ဟောမဟာပါပဲဟုတ်တယ် sorry ဒီလိုပါအဓိကကကျွန်တော်တို့ဟိုပေါ့ဒီနိုင်ငံပက်ထွက်သွားနိုင်မလဲနေတာဆိုတော့အခုအေးအေးနေနဲ့ထားလိုက်ပေါ့ဘယ်လိုပဲပြပတ်သူ့ဘာသူနေပြီးသိသည်ဖြစ်စေမသိသည်ဖြစ်စေသူက state actor မဟုတ်တဲ့အတွက်ကြောင့် non state actor တစ်ခုအနေနဲ့ကဘာပြဿနာတစ်ခုရှိလဲဆိုတော့ proxy ဖြစ်သွားနိုင်တယ်ဘယ်သူမှဆိုသူ့ကိုသွားပြီးတော့မွေးစားလို့ရနိုင်တယ် တုံးချနိုင် အတုံးချနိုင်တယ်သူအဲ့ဒါကိုကအေးအေးကိုယ်တိုင်နားလဲပါရဲ့လားဒါကျွန်တော်တို့နံပါတ်1မေးခွန်းရှိတယ်အဲ့တော့တယောက်ကသူ့ကိုအတုံးချပြီးတော့ तू ကလည်းအတုံးချခံဖြစ်နေပျက်စီးဆုံးရှုံးသွားမယ် तू ခုနယူထားတဲ့နေမြေတွေမှာဟိုဘက်ကဘင်္ဂလီဘင်္ဂလားနယ်တွေကအလုံးရင်းတန်ကနန်းလို့អော်နေတဲ့ဘင်္ဂလီတွေဝင်လာပြီးတော့အခြေချသွားမှာ तू လက်ခံနိုင်ရဲ့လားဒါဒုတိယအချက် तू စဉ်းစားရပါအဲ့တော့ကျွန်တော်တို့ဘက်ကတော့ဘယ်လိုပဲပြောလေအဲ့လိုအခြေမျိုးဖြစ်လာမယ်ဆိုရင်သိကြတယ်အေးအေးနေနဲ့ဘလို့မှဖြည့်ရှင်းနိုင်ဆိုတာရှိမှာမဟုတ်ဘူးဖြည့်ရှင်းနိုင်မယ်လို့လည်းကျွန်တော်မယုံကြည်ဘူးဘာကြောင့်လဲဆိုတော့ဥပမာပြောရရင်ကျွန်တော်ဒီ1027ကိစ္စရပ်တွေနည်းနည်းဖြစ်သွားတဲ့အချိန်မှာပဲဒီဝါတက်စကန်တွေလွယ်လန်းဘက်မှာထိုင်ရဝါစကန်တွေကြော်နေတယ်ဘာညာသူပြောတဲ့အချိန်မှာဝါရဲ့နောက်ဆုံးပြောသွားတဲ့စကားဒါအစိုးရချင်းချင်းပြောရမယ့်စကားရပ်ပါဝါဘလို့ပဲသူ့ဘာသူတတိတခြားနေသည်ဖြစ်စီနောက်ဆုံး final decision မှာသူသဘောပေါက်တယ်သူနေရာပဲနေရလဲဆိုတာဟုတ်တယ်အဲ့တော့အေးအဲ့ဒီအချိန်မှာဘင်္ဂလားဟိုကဘင်္ဂလီတွေဝင်လာလို့အုံလိုက်ကျင်းလိုက်ဘင်္ဂလားထောင်းမှန်းနဲ့ဝင်လာရင်သူပြန်ကာဝယ်နိုင်မှာကျွန်တော်တို့မသိကြဘူးအဲ့ဒီအချိန်မှာသူဘလို့ဖြစ်လဲတကယ့်ကို state actor ဖြစ်တဲ့အစိုးရတည်းနဲ့မဖြစ်မနေပြန်ပူးအောင်မှာပဲသူ့နဲ့ပဲသူအပဲခံပြီးတော့နောက်ဆုံးကျွန်တော်တို့မေးခွန်းမေးလို့ရတယ်ဟုတ်ပြီတစ်ဖက်ကဘင်္ဂလီအလုံးရင်းဝင်လာတာကိုနေရာပေးဖို့အတွက်သူတောင်ဘက်ကိုနေမြေချဲ့တာလားအဲ့ဒါဆိုရင်တေးကြတယ်သူ့ရှေ့အနာဂတ်ကဘာမှရှိစရာအကြောင်းမရှိတော့ဘူးပျက်စီးသွားမှာပဲအခုလောလောဆယ်မှာကိုကရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့တချို့သောစစ်ပွဲတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးပေါ့လေနားလေစာနာပေးနိုင်တော့ညာမကွေးတိုင်းဘက်ကိုစီဦးထိုးလာတာမျိုးပြည်ဘက်ကိုစီဦးထိုးတာမျိုး AR တိုင်းတွေကိုစီဦးထိုးတာမျိုးလက်ခံနိုင်စရာအကြောင်းမရှိဘူးကျွန်တော်အင်တာဗျူးမေးတာတွေရှိဘူးတယ်ကျွန်တော်ပြောပြတယ်ဟိုကျွန်တော်အဲ့တော့အပြတ်ပဲပြောလိုက်ပါတယ်ပညာရှင်ဆန်တဲ့စကားတော့မဟုတ်ဘူးတတ်မှတ်ထားတဲ့ဟာတွေကြော်လွန်လာရင်ဒါလူဘာဝါတာလို့ကျွန်တော်တို့ကတတ်မှတ်တယ်အဲ့တော့လူဘာဝါလို့တော့အဆင်မပြေဘူးပေါ့ကို့အနေထားကိုပါဆိုတာတီးဖို့လိုအပ်တယ်မဟုတ်ရင်ကိုကတော့ဟိုပေါ့လက်ရှိခုနပြောတဲ့မြေပြင်ကအောင်ပွဲအခြေအနေကြောင့်ဒီနယ်မြေရဲ့အုပ်ဆိုးသူလောက်လို့ကိုထင်ပေမဲ့တကယ်တမ်းဖြစ်နေတာဒီဝါတော့ပဲသူဒီအစိုးရတည်းရဲ့ဖွဲ့စည်းတည်ထောင်နေတဲ့ level မရှိသေးဘူးခုနပြောသလိုပဲနောက်ထပ်ကိုယ်ပိုင်အုပ်ချုပ်ဝင်အပြည့်အဝလိုချင်တယ်နီးလာတစ်ခုပဲရှိတယ်တော်တော်ပေါ်လာမယ်တော်တော်လေးဝင်တော်တော်လေးမှာခုနပြောတဲ့ရွေးကောက်ခံလောက်တော်တော်မှာဆွေးနွေးဒီနီးလာအကောင်းဆုံးပဲအလှပါဆိုတွေးထက်တန်ရုံမရှိဘူး
ရသွားပြီဆိုရင်တော့မှအကုန်လုံးကကြီးကြီးနဲ့နဲ့ဩသူတို့တရားနည်းလမ်းနဲ့ကြားနဲ့အကုန်လုံးနားလည်ပေးနိုင်တယ်မြန်မာဆိုတာကျွန်တော်တို့ရဲ့ဟိုပေါ့စိတ်ရင်းအရာပေါ့ဘလောက်ပဲနာကြီးစရာရှိခဲ့တဲ့တိုင်အောင်ဩ तू ကတော့ဒီလိုဖြစ်ပါလားနားလည်ခွင့်လို့ပြီးတော့အကုန်လုံးတကယ်ညီကိုတွေလက်တွဲခေါ်နိုင်ဆိုရင်ရှိတယ်ဒါပေမဲ့တခုမကောင်းတာကအဲ့လောက်တင်ကြီးခံခွင့်လို့ပေးပြီးတော့နားလည်မှုအဆုံးစွန်ရောက်သွားရင်လည်းအေးမထူးတော့ပါဘူးကွာဆိုရင်ပြဿနာကြီးသွားအဲ့တော့ကျွန်တော်တို့ညီကိုတွေကိုပဲအကုန်လုံးချစ်ခင်ညှိုးစွာနဲ့လွတ်တော်ထဲမှာလှလှပပသွားတဲ့လမ်းကြောင်းလေးကိုကျွန်တော်တို့မြင်နေတယ်မထူးတော့ပါဘူးကွာလို့တော့ကျွန်တော်တို့မတွေးကြပါဘူးအဲ့တော့အဲ့လိုမတွေးရတဲ့အဆင့်ကိုလည်းမရောက်အောင်လို့တော့လုံနိုင်ရမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့အဓိကချက်ကသိထားဖို့ကဟိုရခိုင်ဒေသပက်ထွက်သွားတာဒီအေးထင်သလောက်ငါတို့ကတော့ဒီနေမြေလေးပြင်ငါတို့ဒီနေရာမှာနေဆိုပြီးတော့အလောက်နဲ့ပြီးသွားတဲ့ကိစ္စရမဟုတ်ဘူးပြည်ထောင်စုရဲ့အစိပ်ပိုင်းတစ်ခုပယ်သွားခြင်းဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့တခြားနိုင်ငံတွေအထူးသဖြင့်တရုတ်နိုင်ငံနဲ့ဆက်ဆက်ပြီးလှုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေအိန္ဒိယနဲ့ဆက်ဆက်ပြီးလှုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေဒါတွေအကုန်လုံးမှာပြဿနာအကြီးကျယ်တက်သွားမှာဒီလောက်ထိအေးကတွေးနိုင်ဖို့တော့လိုပါလိမ့်မယ်အဲ့လားကိုတွေးနိုင်မယ်ဆိုရင်တော့နောက်ထပ်ဟိုပို့ပြီးတော့ထူးခြားတဲ့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေမြင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့စီရေးဆက်လှုပ်ရှားပြီးတော့ပို့ဘယ်လိုခေါ်လဲမမျှော်မှန်းနိုင်တဲ့ဆိုးကျိုးတွေယူနေမယ်အစားနိုင်ငံရေးအရလှုပ်ရှားရင်းနဲ့ပြည်ထောင်စုအတွင်းမှာနေမယ်ဆိုရင်တော့ပိုပြီးကောင်းတဲ့အနာဂတ်လေးတစ်ခုဖြစ်လာပါပါလေကျွန်တော်အမြင်ကတော့အဲ့လိုပါပဲဟုတ်ကျွန်တော်အဲ့နေရာလေးမှာနည်းနည်းလေးဖြည့်ဆွေးနွေးရရင်ပေါ့ဒါကျွန်တော်လည်းကျွန်တော်တငယ်ချင်းတွေဒါကျွန်တော်တို့ဒူဒူသွားလာလှုပ်ရှားခဲ့ရတဲ့တငယ်ချင်းဒါရခိုင်တငယ်ချင်းတွေလည်းရှိတယ်ဒါသူတို့ဘက်ကသူတို့အမြင်လေးပါလေးလည်းမေးကြည့်တာပေါ့နော်တငယ်ချင်းဒါအဲ့တော့သူတို့ဘက်ကတိတာတော့ရခိုင်ဘက်မှာတချို့လုံနေတဲ့ပရာဟိတသမားတွေရှိတယ်ပရာဟိတရဟန်းတော်တွေဆရာတော်တွေလည်းရှိတယ်ဒါကျွန်တော်မေးကြည့်တော့သူတို့တွေကဖြစ်လာတဲ့အမြင်လေးကြတော့ခုနကသူတို့ရဲ့ dream ပေါ့ရခိုင် dream သူတို့မြင်နေပါအကုန်လုံးကတော့ရှိနေကြကျွန်တော်တို့ကမြင်တော့သူတို့ကတော့အဲ့လိုမဟုတ်ဘူးလို့ပြောမြင်တော့ဒါပေမဲ့သူတို့ခုနကမကွေးဘက်ကိုစူးဝင်တယ်ပြည်ဘက်ကိုထိုးတယ် AR ဘက်ကိုထိုးတယ်ဒါကဘာဖြစ်တာလဲဆိုတော့တစ်ဖက်က NUG ရဲ့လှုပ်ရှားမှု PDF တွေတဲ့ဟွာတယ်သူတို့ကဒီအချိန်မှာသူတို့ကမိတ်ဆွေရှာတယ်ဆိုတဲ့ကောင်းတယ်သူတို့ကတင်ဘာလို့လဲသူတို့ဒီဒေဝလုပ်ပေးတာသူတို့အထက်မှာမကွေးတိုင်းထဲမှာရှိတဲ့ PDF တွေရဲ့တောင်းဆိုမှု AR တိုင်းမှာရှိတဲ့ကရင်တွေနဲ့ဒါအရင်တော့ကျွန်တော်ကြားဆို AR တိုင်းတော့တပ်မှာရှစ်ဆိုတဲ့ဟာဇလန်အတန်းထွက်လာသေးတယ်ဒါ AR တိုင်းမှာကရင်တွေရှိတယ်ထို့တူပဲဒီဟာကြီးတို့လို့ဟောတော့မှလည်းရခိုင်တွေရှိခဲ့ကျွန်တော်တို့ဒါ AR တိုင်းဘက်တွေကျွန်တော်တို့ဒါတာဝန်ကြားတဲ့အချိန်တွာလာလှုပ်ရှားနေတော့ဒီဟန်ကြီးကျုံဘက်ကိုဒါအဲ့တော့သူတို့ပြောတဲ့အရာဆိုရင်ဒါဟန်ကြီးကျုံဒီသူတို့ရဲ့မူလနေရာလိုတော့ဖြစ်လာဒါပေမဲ့ကျွန်တော်တို့ကတမိုင်းနေရာရှိပါဒါတွေကဒီဘလူးပိုင်းနဲ့ဘလူးပိုင်းတော့ဒါသူတို့ပြောတိုင်းလည်းပြောလို့ဟုတ်လို့မရဘူးဒါကျွန်တော်ရဲ့တမိုင်းနေရှိတယ်အားလုံးတမိုင်းအဲ့တော့သူတို့အဲ့လိုမျိုးဟိုဟာသူတို့လောက်ရတဲ့ရွေးချက်ကမိတ်ဆွေပေါ်များခြင်းလို့ဒါမိတ်ဆွေပေါ်ခြင်းလို့သူတို့ကစစ်ဦးထိုးတယ်လို့ပြောတကယ်တမ်းသူတို့ရဲ့ရခိုင်စစ်ဦးဒီ AR ကိုဝင်နေတဲ့အချိန်မှာတကယ်သူတို့ရဲ့စစ်အမီးဖြစ်တဲ့မြောက်ပိုင်းသူတို့စတင်ခဲ့တဲ့မြောက်ပိုင်းမှာဘင်္ဂလီကသူတို့စောဖို့ကြိုးစားနေဒါပြောရင်အဆာဝင်လာဖို့တိုက်ပွဲတွေဖြစ်လာဖို့ကြိုးစားအဲ့ဒီဟာတွေကိုသူတို့တကယ်ပြန်တိုက်နိုင်ပါမလားအဲ့တော့သူတို့အဲ့လိုပြန်တိုက်နိုင်ပါမလားဆိုတဲ့အချိန်ကြရင်ကျွန်တော်တို့ကဘာကိုတွေးရလဲသူတို့ ਨੇ အဲ့ချိန်ကြရင်တော့ရမတက်မလို့ယူလေသူခုကြီးတောင်းခြင်းတောင်းမယ်သူတို့ ਨੇ ပြန်ပေါင်းနိုင်တယ်ဆိုတဲ့ဒါကိုသူတို့ဘက်ကအမြင်လေးတွေကိုဒါကျွန်တော်တို့ပြန်ဆွေးနွေးတာရှိတယ်ဒါပေမဲ့ဒါဟာတစ်ချိန်ဒါပေမဲ့အဲ့ချိန်ကျတော့ခုနက proxy ဖြစ်သုံးမဲ့ခေါင်းကြီးကအသုံးချနေသိတော့စပြီးတော့သူတို့စပြီးတုံးတာရဲဟိုကသူတို့မှရည်ရွယ်ချက်ရှိပြီလားနောက်ွယ်မှာရည်ရွယ်ချက်ရှိပြီလားသူတို့မြောက်ပေးတာဒီလက်ကားမြောက်ပေးရတော့မဟုတ်အဓိကကျွန်တော်တို့ ਨੇ တိုက်မယ်မြန်မာလည်းဟိုပြောရင်သူတို့ကဟိုရာလဲညက်စီကြက်လဲမောစီဆိုတဲ့ဖြူဟာကိုသူကသုံးနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ချင်းချင်းတွေတိုက်ကြမယ်တိုက်ကြလို့ကျွန်တော်တို့မြန်မာလည်းအားနေမယ်ရခိုင်လည်းအားနေသွားရင်တဖြည်းဖြည်းနဲ့သူကလူဦးရေနဲ့သူကတင်သွားမယ်ဒါဒီအချိန်မှာကျွန်တော်တို့ဟိုရက်ကပြောတယ် mice right တို့ rice mice တွေကိုကျွန်တော်ပြောရင်ဒီလိုမျိုးကအဲ့မှာအမှန်တရားကကျွန်တော်တို့အတွက်အရေးကြီးလာတယ်တကယ်မြေမှာရှိနေတဲ့အမှန်တရားတခုကိုကျွန်တော်တို့ကပေါ်ပြတယ်အဲ့တော့ကျွန်တော်တို့အခုတကယ်သွားနေတဲ့ဟိုဟာဒီအချိန်မှာတော့ပြန်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ကောင်းလာမယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်။ဘာလို့လဲအခင်မှာပဲကျွန်တော်တို့နိုင်ငံအကြီးအကဲတွေကရုရှားမှာဆိုမဲ့တော့နိုင်ငံအကြီးအကဲဒီတွေ့ကြမယ်ဒါဟိုပြောရင်တော့ရုရှားသမ္မတကြီးဒီပူတင်ရဲ့ဖိတ်ကြားခြင်းနဲ့တူဒါဒီဒုတိယကမ္ဘာစစ်ကာလလှုပ်ရှားမှုတွေနဲ့တူတာတက်နီတော်တွေပါတယ်ဒါလာမဲ့မကြခင်မေးနိုင်မှာရှေ့ရက်မေးရက်9ရက်အဲ့တော့အဲ့ရက်တွေမှာခုနကလိုတရုတ်သမ္မတရှီကျင်းပင်တို့ပါကိုလည်းသွားမယ်ရှီကျင်းပင်တို့နဲ့ဒါလည်းနိုင်ငံရေးရလုံခြုံရေးရဒါတွေ့ဆုံရမယ်ဆိုတာကိုကျွန်တော်ကြားတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုဘယ်လိုပြောချင်လဲဆိုတော့ဒါကျွန်တော်မကြခင်မှာမေးနိုင်မှာအဖြေဖိုင်းမယ်လို့တော့ကျွန်တော်ကမြင်တယ်ပေါ့ဗျာဒါလေးကိုကျွန်တော်လည်းထည့်ဆွေးနွေးကြပါကောင်းလာပါတယ်ဒါပေမဲ့ခုနပြောရဲပေါ့ပြပကျူးကျော်ဒီမျိုးကြပါလာကြတက်တယ်ဆိုတော့ရောက်လာပြီးပြန်ထုတ်လို့ဆိုမလို့ဘူးကိုဘက်ကလည်းတက်သွေးချွေးအများကြီးပြဆက်ပြန်တိုက်ရောဟုတ်တယ်ကိုမြေလည်းရောက်လာပြီးသူတို့လည်းရောက်လာပြီးတော့လွယ်လွယ်နဲ့ထုတ်မှာပေါ့
ခုမန်တယ်တော့လည်းထုတ်တာရှိတယ်ကျွန်တော်မြန်မာတက်မှာတက်သူရှိအများကြီးပေးဆက်ပြီးပြန်တော်တော်ကြီးတိုက်ပြီးခုနသမကောင်လည်းတိုင်ရတယ်တရားဝင်တိုင်ဒါကျူးကျော်စစ်ပေါ့လေသူနောက်မှဟိုထိုင်မှာတော့ဖြစ်တာတခါတာအဲ့တော့လည်းကျွန်တော်မြန်မာတက်မှာတော်တော်ကြီးဟိုအခက်ခဲတွေကြားရဘာကပါလို့ခုနပြောတယ် အဲ့တော့တိုင်းပြည်လုံးပေါ့ ကြားရလေ ဒီတွင်းမှာလဲစောဒီဘက်ဟာလဲစောစရိုက်ဖြစ်နေ ဟိုဖြစ်လာအဲ့တော့ဆိုရင်ခုလိုကိုယ်ပိုင်လည်းဆက်ကောင်းကောင်းကြီးတွေဟိုဟာကြီးရှိသေးတာမဟုတ်ဘူးဒီလိုစတဲလာပါလားအဲ့လောက်လေးနဲ့တိုက်ကြတာ G3 တော့ပြင်မရှိသေးဘူးထင်တယ်နော်အဲ့ဒီမှာစတယ်ရှိတယ် ဟုတ်တယ် ပြောချင်တာဟုတ်တော့ပြောချင်တာခုမန်တန်နေဝင်လာတော့ကလည်းတော်တော်ကြာကြာပြန်တိုက်နေတာတော်တော်ရှုပ်ပြီးတော့အများကြီးညီမတော်တော့အသက်တွေခုလည်းအဲ့ဒါကိုပြောချင်တာခိုင်ဘက်မှာသူတို့ဒီ proxy war ပဲပြောပါပြောပြီးပါတော်ဘာတွေပါလာပြီဆိုတော့တော်ဘာတွေကမြမမြေရခိုင်မြေပေါ်မြမမြေပေါ်ချီချလိုက်ပြီးတော်တော်ပြန်ပြီးတဲ့တွေချွေပြီးဆက်ရေးရအောင် ပြန်ပြီးတိုက်ထုတ် တော့လေအေးတိုက်လဲအေးလက်သိမှာပေါ့မတ်တမလို့ကူကြီးတော့ပြန်တိုက်တယ်အဲ့ချိန်ချတော့လည်းနောက်ကျပါဘူးကျွန်တော်ပြောတာနောက်ကျတော့ကအများကြီးပြီးဆက်တိုက်တာတော့တိုက်ရမှာဒီကကျူးကျော်လာတော့လည်းဘယ်တက်နိုင်လဲတွန်းနိုင်မှာတွန်းနိုင်တဲ့ခါကျတော့လည်းချိန်ချမယ်တက်တွေရှိအများကြီးပြီးဆက်အဲ့တော့ဖြစ်ခင်မှာအတိမှန်အမြဲတမ်းဒီအေးဘက်ကရရင်ကောင်းတယ်ကျွန်တော်ကအများကြီးအေးနဲ့ခိုင်တိုင်းနဲ့ခွဲပြောနေအေးကိုပြောချင်တာ အေးကိုပြောနေတာအဓိကတော့ဒီတစ်ချိန်မှာတကယ်လို့ခုနကလိုမိနိုင်မှာအဖြစ်ဖိုင်းခဲ့လို့ရှိရင်အေးကတေချာပေါ့လို့ကြားညက်ပြီတကယ်တမ်းတရုတ်ကကျွန်တော်တို့နိုင်ငံရဲ့ဒီပျက်စီးတဲ့ခုနကလို corrupt state ပြိုကွဲနေတာမျိုးလိုချင်ပါဟုတ်ဘလိုချင်တဲ့တော့သူ့ရဲ့စီးပွားရေးကိစ္စဖြစ်လာဘာဖြစ်လို့အမေရိကန်နဲ့လည်းသူကအခုက trade war ဖြစ်trade war ဖြစ်တဲ့ဂျာမှာသူကဒါကိုပဲအမေရိကန်လည်းဒါကိုသူ့ကိုပိတ်ဆို့ရေးအတွက်ဒါတပုတ်တရား20မှာပိတ်ဆို့ရေးတက်လာတယ်အဲ့တော့သူတို့ကနောက်ထပ်ဘာကိုပြောင်းလဲသွားလဲဒါအာတိတ်ထိသူက next level မှာအာတိတ်ထိကိုသူကဖြစ်လာပြီဒါဒီလိုပြောင်းလဲသွားတော့လေကျွန်တော်နိုင်ငံရဲ့ဒါ developing ကပြန်ဖြစ်လာနိုင်တာပါဗျာ။ဘာပြောရင်ဒါ Pacific Ocean နေရာမှာတဆင်တာ Arctic ကိုသူတို့တွေတနေ့လေးပြန်ပြီးလူလာလေးတွေ့ရတယ်။ပြီးတော့အခုသူတို့ဒီစခဲ့တဲ့မီးပေါ့နော်။စခဲ့တဲ့မီးတောင်အိန္ဒိယနဲ့ဒီပါကစ္စတန်မှာလည်းဖြစ်နေတာကိုတွေ့တယ်။ခုလည်းချနေရတယ်။ဒါသူတို့မှွေးခဲ့တာပဲ။ဒါတစ်ဖက်မှာကြည့်ရင်အိန္ဒိယကြီးနောက်မှာကျွန်တော်မမျှော်မှန်းနိုင်တဲ့ bag တွေတော့တွေ့ရတယ်။ဒီမှာထူးခြားတဲ့ bag တွေအိန္ဒိယကြီးရဲ့အတူကအမေရိကန်နဲ့ရုရှားကအိန္ဒိယကြီးဘက်ကရှိပြီဒီပါကစ္စတန်မှာကျတော့တရုတ်နဲ့အီရန်ကပါကစ္စတန်နဲ့ပြန်ဖြစ်တာဒါကသူ့ရဲ့စီးရေးချင်းချင်းအားတွေပြောင်းလာတဲ့အချိန်မှာဒါတွေကဘက်တွေကပြောင်းပုံနေဆိုတော့တွေ့ရအိန္ဒိယနဲ့ဘက်ကမှာရုရှားပါပါတယ်ဒါပါကစ္စတန်ဘက်ကမှာတရုတ်ပါပါတယ်ဆိုတော့တရုတ်နဲ့ရုရှားလည်းကျွန်တော်တို့မြန်မာနိုင်ငံတခြားတစ်ခုမှကြောက်တော့ alliance ဆိုတော့ဟိုအားကြောင့်ပြောနိုင်ငံရဲ့တော်စီးတော်ပေးပါမယ်ကိုယ်လည်းတိုင်းဒါကိုကျွန်တော်လည်းမနှဲကိုလိုက်ပြီးတော့လိုက်ကြည့်ပြီးတော့လေးလာသုံးသပ်နေရတာပေါ့နော်အဲ့ဒါကြောင့်လေ proxy ခံလိုက်ရရင်ကိုကတော့ဒီတယောက်ကိုနဲ့အမိုင်းဖြစ်သွားပြီဒါကတော့ငါအတွက်ဥဆောင်ခေါင်းရဖြစ်မှာပဲလို့ထင်ပေမဲ့ဒီတယောက်ကတစ်ချိန်ချိန်မှာသူ့လမ်းကြောင်းပြောင်းသွားတဲ့ proxy ပဲပြောရင်တော့ကျွန်တော်တို့စစ်တွေခုံပေါ်ကနေရုပ်လေးတရုပ်ပုံလေးပဲအချိန်မျိုးစရေးပလိုက်လို့ရတယ်ဒါကိုကျွန်တော်တို့အဲ့ဒါကိုကို proxy ဖြစ်မှန်းမသိပုံဖြစ်မှန်းမသိအဲ့ချိန်လေးကိုနားလည်ဖို့လိုအုံငေါကြီးကြီးနဲ့တော်တော်လေးကိုစဉ်းစားနိုင် next level ကိုအမိလိုက်ပြီးစဉ်းစားနိုင်ဖို့လိုတယ်အားရရေးကြီးတဲ့အချက်တွေတတိပေါ့နော်တတိရှိဖို့လိုတယ် proxy ပဲပြောတာဟုတ်တယ်ဘာလို့နိုင်ငံကြီးတွေကတော့သူတို့နိုင်ငံဂျူးစီဝါအတွက်ပဲစဉ်းစားတာစဉ်းစားတယ်ဟုတ်တယ်ဟိုအမြဲတောင်လာမိတ်ဆွေတောင်လာရသူတို့မရှိဘူးအဲ့ဒီပြဿနာတော့ခေါင်းကြီးနဲ့စဉ်းစားလို့လောလောဆယ်ကျွန်တော်တို့ဒီနေ့စကားပိုင်းကအဓိကအပြင်ငင်းငယ်ကြီးပြောဆိုငင်းငယ်ကြီးစကားပြောဆိုတော့စစ်ရေးတွေပါတယ်ပြောရတာဟုတ်အဲ့တော့အဲ့စစ်ရေးတွေမှာပြပစုခွင့်မှုကြီးခုမြင်နေရတဲ့မြင်ရတဲ့အတွက်ကျွန်တော်တို့ကဒါလိုအလေးနဲ့ထားပြီးတော့ကျွန်တော်ကဥယျာဉ်ချုပ်ချပြီးတော့ပြိုကွဲပြီးတော့ကျွန်တော်တို့ကပြောနေတော့ပြီးတော့လူငယ်တွေလည်းဒီ message တွေရစီချင်တယ်မှန်ပါတယ်ကျွန်တော်ကတော်လိုင်းရေးရဆိုအော်လို့ဖြစ်ဖို့တော်လိုင်းတော့အတိအတတိတက်ဖို့ဥယျာဉ်ချုပ်ချမြေပုံကြီးတော့ဆုံးရှုံးလို့မရအောင်ကျွန်တော်တို့မြေကြီးဆုံးရှုံးပြီးပြန်ရောက်လို့လွယ်ဟိုကျွန်တော်တို့ရင်တော့ကြော်ရင်းကားလေးမှာပြောတယ်ဒီတိုင်းလေးလှနေပါတယ်ဒီတိုင်းလေးလှဘာမြေပုံလိုက်တိုင်းလေးလှဒီတိုင်းလေးလှဟုတ်ကြော်ရင်းရဲ့ပြောချင်ပါအဲ့လိုကြိုက်တယ်အဲ့စကလုံးလေးလုံးဝ policy လက်သိမဆန်ဆိုတော့အဲ့တော့ဒီဇယ်ဆိုတဲ့ကိုဖားလာလည်းမဟုတ်ဘူးကြော်ရင်းကလူပြဆိုတော့ကောင်းတယ်ဒီမြေပုံနဲ့ဒီတိုင်းလေးပဲဒီတိုင်းလေးလှနေတာလှနေတယ်ဒီတိုင်းလေးရှိစေချင်တယ်ပြောသလိုပဲဟုတ်ကြော်ရင်းပြောသလိုပဲကျွန်တော်တို့ကဒီနေ့လူငယ်တွေကိုအဲ့ message တွေပေးချင်ပါဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ message ပေးနေဟုတ်မန်နေရှင်ဘိုင်ဆိုင်တကယ်ရေးစကားလက်ဆုံးစီစဉ်နေခဏနောက်မယ်ဟုတ်ဆုံးညာသေးတာဟုတ်ဆုံးညာသေးဟုတ်ကဲ့ပါခင်ဗျာကျေးဇူးပါခင်ဗျာမြန်မာ Nation Boys